Movie ပိုင်ချီချီ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇလန်းလေးရဲ့အစမှာတော့အန်နာလို့ခေါ်တဲ့သူနာပြုတ်အကူမိန်းမလှလေးတယောက်ဟာတာယာငိမ့်ချမ်းပြီးလှပတဲ့စပိန်နိုင်ငံကကျွန်းမြို့လေးတစ်မျိုးကိုရောက်ရှိလာခဲ့တယ်။ကားပေါ်ကဆင်ပြီးမကြခင်မှာပဲသူမကိုအလုတ်ခန့်တဲ့အော်ဂတ်စတင်းဆိုတဲ့ခတ်ချော့ချော့အကူကြီးကလာရောက်ပြီးကြိုဆိုခဲ့ပါတယ်။အော်ဂတ်စတင်းရဲ့အမျိုးသမီးဖြစ်သူစာရာဟာကိုမောင်ဝင်နေတာကြာမြင့်နေပြီဖြစ်ပါတယ်။သူမကိုပြုစုစောင့်ရှောက်ဖို့အန်နာကိုငှားရမ်းခဲ့တာပါ။အန်နာနဲ့အော်ဂတ်စတင်းတို့ဟာခဏလေးတွင်းမှာပဲယဉ်ကျေးကျွမ်းဝင်သွားခဲ့ပါတယ်။အော်ဂတ်စတင်းကတော့ဗဟုပညာရှင်တစ်ယောက်ဖြစ်ပြီးအိပ်ရာထဲလဲနေတဲ့ဇနီးတဲ့နဲ့အတူကြီးကျယ်ခမ်းနားတဲ့ဆန်ရင်ကြီးထဲမှာနေထိုင်သူပါ။အိမ်ကြီးကကြီးကျယ်ခမ်းနားပြီးခြံဝင်းရလည်းကျယ်ပြီးနေရထိုင်ရတာတက်တောင်တက်တာရှိပါတယ်။အန်နာကတော့သဘောကျနေတာပေါ့။အော်ဂတ်စတင်းဟာဇနီးတဲ့ကိုချစ်မြတ်နိုးပြီးရိုးသားကျင်နာတတ်တဲ့သူပုံစံမျိုးပါ။ညစာကိုသူကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးတတ်ပြီးအန်နာကတော့သူ့လက်ရာကိုတော်တော်လေးနှစ်သက်နေပါတယ်။ညစာစားရင်စကားစမြည်ပြောကြတော့အော်ဂတ်စတင်းကဒီကျုံးကိုငငယ်လေးတည်းကရောက်လာပြီးဒီမှာပဲအမှုပညာရှင်တယောက်ဖြစ်လာခဲ့တယ်ဆိုတာကိုပြောပြပါတယ်။အန်နာကတော့သူမဟာထူးခြားတဲ့သူမဟုတ်ဘူး။လောလောဆယ်မှာတော့အစိုးရဝန်ထမ်းစာမေးပွဲတစ်ခုအတွက်ပြင်ဆင်နေတယ်လို့ပြန်လည်ပြောပြခဲ့ပါတယ်။စကားကောင်းနေရင်နဲ့ဆာရာဟာဘာဖြစ်ခဲ့တာလဲလို့အန်နာကမေးလိုက်ပါတယ်။အော်ဂတ်စတင်းရှင်းပြတာကတော့ဆာရာမှာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရှိခဲ့တယ်။ဒါတွေကမျိုးရိုးလိုက်တဲ့ယောဂဖြစ်ပြီးသူမရဲ့မိခင်မှာလည်းအလားတူလက္ခဏာတွေရှိခဲ့ဘူးတယ်လို့ပြောပြတယ်။သူတို့ညောင်ဟာအလွန်ပျော်ရွှင်ခဲ့ပေမဲ့ဆာရာကိုဝင်ရလာပြီးနောက်မှာတော့ဆာရာဟာပြင်းထန်တဲ့စိတ်ကြဝေဒနာကိုခံစားလာခဲ့ရပါတယ်။ဒီနေ့မှာဆာရာဟာအိမ်ရဲ့အထက်ကိုပတင်းပေါက်ကနေခုန်ချခဲ့ပါတယ်။ဝမ်းထဲစရာကောင်းတာကဗိုက်ထဲကကလေးလေးကအသက်မရှင်ခဲ့သလိုဆာရာလည်းကိုမာဝင်သွားခဲ့ရတာပါဒါကိုကြားလိုက်ရတဲ့အန်နာဟာအတော်လေးစိတ်ထိခိုက်သွားခဲ့ပါတယ်အဲ့ဒီညမှာအန်နာဟာအိတ်မပြောနိုင်ဖြစ်နေပါတယ်သူမမိဖို့တဲကိုသွားပြီးဘာလို့တကွက်တောက်လိုက်ရင်းနဲ့ဆာရအခန်းဘက်ကိုရှောက်သွားလိုက်ပါတယ်ထူးဆန်းတဲ့အရာတစ်ခုကိုစတင်ဖြစ်ပျက်လာပါတယ်နေ့ရှည်လာများသတိမေ့နေတဲ့ဆာရာဟာရုတ်တရက်မျက်လုံးပွင့်လာခဲ့တာပါအန်နာဘာလို့ရမှန်းမသိခင်မှာပဲလန့်ပြီးသူမပြန်သတိရလာတဲ့အခါမှာတော့သူမဟာအခန်းပြင်ဘက်ကိုရောက်နေပါပြီခြေထောက်မှာလည်းဖန်ခွဲချပြီးဒဏ်ရာရထားပါတယ်အခန်းထဲကိုပြန်ချောင်းကြည့်လိုက်တော့နွားနိုကွက်ကကျမ်းမြင့်ပေါ်မှာကွဲကျင်နေတယ်ဒါပေမဲ့ထူးဆန်းတာကတော့ဆာရာကတော့ဂရင်ပေါ်မှာမလှုပ်မရှက်အိပ်ပျော်နေတော့မှာပဲဒီအချိန်ကတော်တော်လေးကိုခြောက်ခြားစရာကောင်းနေပါတယ်အန်နာကတော့ဒီကိစ္စကိုအော်ဂတ်စတင်းကိုဖွင့်မပြောလိုက်ခဲ့ပါဘူးနောက်နေ့မနေ့ရောက်တော့အန်နာကဂလူးကလဲမှာအိပ်ရင်လမ်းလျှောက်ခြင်းဆိုတဲ့အကြောင်းကိုလိုက်စာပြီးဖတ်နေပါတော့တယ်စိတ်ပီစီမှုကြောင့်များလားဒါမှမဟုတ်နေရာတစ်ကိုရောက်လို့လားအဲ့နောက်ဆာရာခန်ကိုတွားကြည့်လိုက်တော့အော်ဂတ်စတင်းကရောက်နှင်ပြီးဆာရာကိုအဝတ်စားလဲပေးနေပါတယ်အန်နာဟာလုံးစရာရှိတဲ့သူ့ရဲ့လှုပ်တေးပြီးတာနဲ့စာမေးပွဲအတွက်စာကြက်နေပါတယ်အဲ့နောက်မှာတော့သူ့ရဲ့ပတင်းပေါက်ကလှမ်းမြင်ရတဲ့အော်ဂတ်စတင်းရဲ့အလုတ်ခန်းဘက်ကိုအန်နာရောက်သွားခဲ့တယ်အလုံးရှုံးမှဆိုလို့မနှောက်ယှက်ချင်ပေမဲ့အော်ဂတ်စတင်းကသူ့ကိုမြင်သွားပြီးအထဲကိုလာဖို့ဖိတ်ခေါ်လိုက်ပါတယ်အထဲကိုရောက်တော့အော်ဂတ်စတင်းထုတ်လုပ်ထားတဲ့တစ်သားပပူးရုပ်တွေကိုကြည့်ပြီးအန်နာအံ့ဩသွားတယ်သူ့ရဲ့အမှုပညာစွမ်းရည်ကတကယ်ကိုအထင်ကြီးကြပါပဲအန်နာမှာမာသားလို့ခေါ်တဲ့ညီမတယောက်ရှိပါတယ်။အန်နာကမာသားစီဖုံးဆက်ပြီးမင်းညကဖြစ်ခဲ့တဲ့အိရင်လန်းဆောက်တဲ့ကိစ္စကိုပြောပြလိုက်တယ်။မာသားကတော့ဒါကိုတာမန်ကိစ္စလို့သဘောထားပြီးအလေးနဲ့မလုပ်ပါဘူး။နောက်ရက်မှာတော့အန်နာဟာစာရရဲ့စာအုပ်စင်ကစာအုပ်တွေကိုလိုက်ကြည့်ရင်စာအုပ်တုပ်ကိုအတန်ထွက်ပြီးဖတ်ကြည့်လိုက်တယ်။အဲဒီလိုဖတ်ပြတာကိုအော်ဂတ်စတင်ကသဘောကျပါတယ်။သူကစာရဟာစာဖတ်ရတာဝါသနာပါတယ်။အရင်ကဆိုသူ့ကိုမကြာခဏစာဖတ်ပြလေရှိတယ်လို့ပြောပြပါတယ်။မိုးတီးတန်စွာရွာနေတဲ့တညမှာတော့အေးချေတကားပွင့်နေတာကိုအန်နာတွေ့လိုက်ရတယ်။စာရအခန်းကိုပြေးလွှာသွားကြည့်လိုက်တဲ့အခါအဖွားကိုတယောက်ကစာရကိုအတင်းဆွဲခေါ်သွားဖို့ကြိုးစားနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့စာရအမေပါပဲ။အန်နာကစာရအခြေအနေဟာပိုဆိုးသွားလိမ့်မယ်ဆိုပြီးတားပေမဲ့သူကလက်မခံပါဘူး။ဒါကြောင့်အန်နာလည်းအခန်းတကားကိုပိတ်ချလိုက်ပါတယ်။ဆူညံတန်းတွေကြားလို့အော်ဂတ်စတင်ရောက်လာပြီးအဲ့ဒီမျိုးသမီးကြီးကိုအိမ်မင်းကိုမောင်းထုတ်လိုက်ပါတယ်။နောက်တနေ့မှာတော့ရှေ့နေတယောက်ရောက်လာပါတယ်။အော်ဂတ်စတင်ကစာရာကိုအုပ်ထိန်ခွင့်အပြည့်အဝရကျင်တာပါ။မင်းညာကဖြစ်ပျက်ကိုလည်းတက်တဲ့အနေနဲ့အန်နာကိုထည့်သွင်းပြောကြားခဲ့ပါတယ်။အဲ့နောက်အန်နာကစာရာကိုရေချိုးပေးအဝတ်စားသစ်တွေလဲပေးပြီးဥယျာဉ်ထဲကိုခေါ်သွားပါတယ်။စာရာကြိုက်တဲ့စာအုပ်ကိုဖတ်ပြနေတော့ကလေးမလေး2ယောက်ရောက်လာပြီးစာရာကိုအိပ်ပျော်နေတဲ့မျိုးသမီးလို့ခေါ်ပြီးစားနောက်ကြပါတယ်။ကလေးတွေထွက်သွားပြီးတဲ့အချိန်မှာစာရာလှုပ်ရှားသွားတာကိုအန်နာသတိထားမိလိုက်တယ်။စာရာကိုတေချာကြည့်လိုက်တော့စာရာဟာမျက်လုံးပွင့်လာပါတယ်။နှစ်ယောက်သားမျက်လုံးချင်းဆုံသွားတဲ့အချိန်မှာတော့ရုတ်တရက်အန်နာဟာကားတစ်စီးပေါ်ကိုရောက်နေပြန်ပါတယ်။ဘလို့လုပ်ပြီးဒီညကိုရောက်လာမှန်းလဲသူမသိလိုက်ပါဘူး။ဒီတခါတော့သူအိပ်ပျော်နေတာလည်းမဟုတ်သလိုအိမ်ရင်လန်းဆောင်နေတာမဟုတ်မှန်တေချာသွားပါတယ်။စာရာကြောင့်ထူးဆန်းတာတွေဖြစ်နေတယ်ဆိုတာအန်နာအာယုံခံမိလိုက်တယ်
သူမကခြံထဲကိုအမြန်ပြန်ပြီးဆာရာကိုအထဲကိုခေါ်သွားလိုက်ပါတယ်။ဒီကိစ္စကိုအော်ဂတ်စတင်ကိုလျှို့ဝှက်ထားလိုက်ပါတယ်။နောက်တစ်နေ့မှာအော်ဂတ်စတင်ကအန်နာအတွက်စပိန်တစ်စီးလက်ဆောင်ဝယ်ပေးလို့အန်နာတော်ပျော်သွားပါတယ်။သူဟာဆာရာအတွက်ဆေးဝယ်ဖို့မျိုးတဲကိုစပိန်စီထွက်သွားတယ်။ညီမဖြစ်သူမာတာစီစားပို့ပြီးမေးတော့မာတာကတန်တက်အားနေလို့ဖြစ်တာနေမှာအားစေးတောက်ဖို့အကြံပေးခဲ့ပါတယ်။တရက်မှာအန်နာဟာဆာရာရဲ့လှပတဲ့ဝတ်စုံတွေကိုသဘောကျပြီးစမ်းဝတ်ကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာဆာရာအမေအိမ်ထဲကိုဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်သူတွေကလာရောက်စစ်ဆေးကြပါတယ်။အဲ့ဒီအချိန်မှာအန်နာဟာအော်ဂတ်စတင်ဘက်ကရပ်တည်ပြီးသူဟာသူ့ဇနီးတွေကိုကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်နိုင်သူဖြစ်ကြောင်းယုံကြည်အောင်ပြောဆိုပေးခဲ့တယ်။အဲ့ဒီချက်ကြောင့်အော်ဂတ်စတင်တယောက်အန်နာပေါ်မှာအတော်လေးသဘောကျသွားပြီးသူတို့နှစ်ယောက်ကြားမှာတန်ရောစင်ကြိုးလေးတွေတပြေးပြေးရစ်ပတ်လာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ပုံမှန်အတိုင်းပဲအော်ဂတ်စတင်အပြင်သွားတဲ့အချိန်မှာအန်နာကဆာရာကိုဥယျာဉ်ထဲခေါ်သွားပြီးစာဖတ်ပြနေခဲ့တယ်။ဒါပေမဲ့အရင်တစ်ခါဖြစ်ဘူးသလိုပဲထူးဆန်းတဲ့ဖြစ်ပျက်တစ်ခုထပ်ဖြစ်လာပါတယ်။အန်နာတယောက်ရုတ်တရက်သတိလွတ်သွားပြီးသတိနဲ့စိတ်နဲ့ပြန်ကပ်လာတဲ့အချိန်မှာတော့ညဘက်ကြီးသူကားမောင်းနေရင်ကုန်ကားတစ်စီးနဲ့တိုက်မိကနေအခြေအနေရောက်ရှိနေပါတယ်။ကံကောင်းစွာနဲ့အန်နာဟာကားကိုအချိန်မီထိန်းလိုက်နိုင်ပြီးမတော်တဆဖြစ်မှုကိုရှောင်ရှားနိုင်ခဲ့ပေမဲ့အရန်ကိုကြောက်လန့်တကြားနဲ့ငိုပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့ဆာရာဟာဝီကျဲပေါ်မှာပဲရှိနေတော့မှုအန်နာကသူ့ကိုအိမ်ထဲခေါ်သွင်းပြီးသူ့အမမာတာစီကိုဖုံးဆက်ပြီးဖြစ်ချောင်းကုန်စင်ကိုရင်ဖွင့်ပါတယ်အမာတာကတော့ဒါဟာကျန်းမာရေးပြဿနာတစ်ခုခုဖြစ်နိုင်တာကြောင့်အားဆေးတွေတောက်ဖို့အကြံပေးရင်အန်နာကိုစိတ်ငြိမ်အောင်နှစ်သိမ့်ပေးခဲ့တယ်ဒါပေမဲ့အန်နာစိတ်ထဲမှာတော့ဒါဟာစိတ်ပညာနဲ့ဆိုင်တဲ့ကိစ္စမဟုတ်ပဲရှင်းပြလို့မရတဲ့တဘာဝလွန်ဖြစ်ရဆန်တစ်ခုဖြစ်နေတယ်ဆိုတာကိုထိတ်လန့်စွာခံစားသိနေပါတော့တယ်နောက်တစ်နေ့မှာတော့အော်ဂတ်စတင်တယောက်အမှုပညာပြိုင်ပွဲတစ်ခုမှာဆုရခဲ့လို့အရန်ကိုပျော်ရွှင်ပြီးပြန်ရောက်လာခဲ့တယ်။ဒီအောင်မြင်မှုကိုအထိမ်းအမှတ်အနေနဲ့ပွဲလုပ်ချင်တာကြောင့်အန်နာလည်းလိုအပ်တာတွေဝယ်ဖို့မျိုးတဲကိုထွက်လာခဲ့တယ်။မျိုးတဲရောက်တော့အရှင်လေးတွေကခြံထဲကိုလာလဲဘူးတဲ့ကလေးနှစ်ယောက်ရဲ့အမေမျိုးသမီးနဲ့တွေ့ဆုံပြီးသူကအော်ဂတ်စတင်ဟာအရင်ကနဲ့မတူပဲအများကြီးပြောင်းလဲသွားပြီဖြစ်ကြောင်းအန်နာအနေနဲ့အော်ဂတ်စတင်လိုလူမျိုးကိုပိုင်ဆိုင်ထားရတာကံကောင်းကြောင်းပြောလာပါတယ်။ဒါပေမဲ့ဒီစကားတွေကအန်နာစိတ်ထဲမှာတမျိုးကြီးဖြစ်လာစေခဲ့တယ်။ညရောက်တော့နှစ်ယောက်သားအတူတူအောင်ပွဲခံရင်တောက်ကြတာပေါ့အချိန်လေးရလာတော့အန်နာကအော်ဂတ်စတင်ကိုအထပေးဖို့ကြိုးစားတယ်အော်ဂတ်စတင်ကသူ့ကိုတားလိုက်တယ်တကယ်တော့သူဟာအခုချိန်ထိဆာရာကိုချစ်နေတော့မယ်လို့တောင်းပန်စကားပြောတယ်အော်ဂတ်စတင်ကညင်းလိုက်တာကြောင့်အန်နာတယောက်ဆက်လဲဆက်ခံစားသွားရပြီးဒီအိမ်မှာလည်းဆက်မနေကြတော့ပါဘူးနောက်နေ့မနေ့မှာတော့အန်နာဟာသူ့ပစ္စည်းတွေကိုတင်စီပြီးအောက်ထပ်ကိုဆင်းလာခဲ့တဲ့အော်ဂတ်စတင်ကအန်နာကိုမြင်တော့တားကျင်တဲ့ပုံစံပေါက်ပေမဲ့ဘာစကားမှမပြောခဲ့ပါဘူးအိတ်တွေကိုကားပေါ်ကူတင်ပေးပြီးနှစ်ယောက်သားကားမောင်းထွက်လာခဲ့ကြတယ်နောက်ခုလက်ရောက်မှာတော့အော်ဂတ်စတင်ကကားကိုရုတ်တရက်ရပ်လိုက်ပါတယ်သူဟာတကယ်တော့ဆာရာကိုလည်းချစ်တယ်လို့အန်နာကိုလည်းပဲလက်မလို့ချင်ပါဘူးအန်နာရဲ့လက်ကိုဆုပ်ကင်ပြီးအန်နာကိုထွက်မသွားစေချင်ကြောင်းဝန်ခံလာပါတော့တယ်ဒီစကားကိုကြားလိုက်ရတဲ့အန်နာလည်းစိတ်ပျော့သွားပြီးနှစ်ယောက်သားကားပေါ်မှာတင်အတူနေလိုက်ကြတယ်။အဲဒီနောက်အော်ဂတ်စတင်ကအန်နာကိုအိမ်ပြန်ခေါ်သွားတယ်။အိမ်ရောက်လို့ရေမိုးချိုးပြီးတဲ့နောက်မှာအန်နာဟာဆာရာရဲ့အသုံးဆောင်ပစ္စည်းတွေကိုရှောက်ကင်ကြည့်နေတယ်။အဲဒီမှာရေမွေးပလင်းတစ်လုံးကိုတွေးလိုက်လို့ကောက်ယူပြီးအနှံ့ခံကြည့်လိုက်တဲ့အချိန်မှာပဲအရာအလုံးဝေဝါးပြောက်ကွယ်သွားတော့တယ်။အန်နာသတိပြန်ရလာတဲ့အခါမှာတော့အော်ဂတ်စတင်ကသူ့ကိုအတင်းနှိုးနေတာကိုတွေ့လိုက်ရတယ်။ထိတ်လန့်စရာကောင်းတာကအန်နာလက်ထဲမှာဖန်ခွဲစာတစ်ခုကိုကင်ထားပြီးနှစ်ယောက်စလုံးမှာလည်းဒဏ်ရာတွေရထားကြတယ်။အော်ဂတ်စတင်ကအန်နာရဲ့ဒဏ်ရာတွေကိုအမြန်ဆေးထည့်ပေးလိုက်တယ်။အန်နာကတော့အားရင်ကုန်ခံပြီးရန်ကိုထိတ်လန့်ကြောက်ရွံ့နေတာပေါ့။ဒီလိုသတိလွတ်သွားတဲ့အဖြစ်အပျက်တွေကခဏခဏဖြစ်လာနေတယ်လေ။သတိလွတ်သွားလိုက်ဘယ်နေရာကိုရောက်မှန်းမသိပြန်နိုးလာလိုက်ဘာဖြစ်ခဲ့မှန်းလည်းမမှတ်မိလိုက်နဲ့ပေါ့။နောက်ဆုံးမှာတော့တိမခံနိုင်တော့ပဲအန်နာတယောက်ကြောက်ကြောက်လန့်လန့်နဲ့စာရအခန်းထဲကိုပြေးဝင်သွားပြီးဒါရီအားလုံးနင်လုံနေတယ်ဆိုတာငါသိတယ်လို့အော်ပြောလိုက်ပါတော့တယ်။အဲ့လိုအန်နာဆွဆွဲလိုက်တဲ့အချိန်မှာပဲစာရမျက်လုံးတွေကရုတ်တရက်ပွင့်လာပါတယ်။တပြိုင်နက်တည်းမှာပဲအန်နာဟာအိမ်ပြင်ကဥယျာဉ်ထဲကိုဘလို့ရောက်သွားမှမသိခဲ့ပါဘူးအိမ်ထဲကိုအပြေးပြန်ဝင်လာပြီးမျက်တောင်တစ်ခါအတွင်းမှာပဲအိမ်ပြင်ကိုပြန်ရောက်သွားပြန်ရောဒေါသရောအကြောက်တရားပါလွှမ်းမိုးနေတဲ့အန်နာကအော်ဂတ်စတင်ကိုထူးဆန်းတာတွေဖြစ်နေကြောင်းဒါတွေအားလုံးကဆာရလက်ချက်ပဲလို့ပြောပြခဲ့တယ်ဒါပေမဲ့အော်ဂတ်စတင်ကတော့လုံးဝမယုံပါဘူးသူဟာအန်နာတယောက်ကလေးတွေပြောတဲ့စကားကိုနားယောင်ပြီးစိတ်ဖိစီးနေတယ်လို့ထင်သွားခဲ့တယ်ဆရာဝန်ပြဖို့အကြံပေးခဲ့တယ်နောက်နေ့မှာတော့အန်နာဟာဆေးဆိုင်ကိုသွားပြီးဆေးဝယ်ရင်းအရင်ကဆာရာကိုပြုစုခဲ့ဘူးတဲ့သူနာပြုနီဘတ်စ်ရဲ့ဖုန်းနံပါတ်ကိုစုံစမ်းခဲ့တယ်။အိမ်ပြန်ရောက်တဲ့ညမှာအော်ဂတ်စတင်ကအန်နာနဲ့ခက်တန်းတန်းဖြစ်နေတာကြောင့်အန်နာကစိတ်မကောင်းဖြစ်ရပြန်ရော။အော်ဂတ်စတင်ကပြန်ပြီးချော့ဖို့ကြိုးစားပေမဲ့အန်နာကတော့ဒီလိုသာဆိုသူတို့ဆက်ပြီးမပတ်သက်သင့်တော့ကြောင်းဆာရာဟာဘယ်တော့မှပြန်နိုးလာမှာမဟုတ်တော့တဲ့အတွက်အော်ဂတ်စတင်အနေနဲ့ရှေ့ဆက်ဖို့မူးဝင်တင်ကြောင်းကိုဖွင့်ဟပြောဆိုလိုက်တယ်။သူတို့ကြားမှာအခြေအနေကတော့တင်းမာနေတော့မှာပဲ။
အဲ့ဒီညအော်ဂတ်စတင်အိမ်ပြန်ရောက်လာတော့အန်လာကဆာရာရဲ့ဝတ်စားတွေကိုဝတ်ဆင်ထားလို့အန်အောမှင်သက်သွားခဲ့တယ်ဒါပေမဲ့စိတ်ဆိုးဒေါသထွက်တာမျိုးမရှိပဲတမျိုးကျေနပ်ပြီးစိတ်သက်သာရာရောက်သွားသလိုဖြစ်သွားတယ်နောက်နေ့မှာတော့အန်နာအမမာတာအလဲရောက်လာတယ်အန်နာပျော်ရွှင်နေတာကိုမြင်တော့မာတာလည်းဝမ်းသာနေပြီးအော်ဂတ်စတင်ကိုလည်းသဘောကျနေခဲ့တာပေါ့ဒါပေမဲ့ရေချိုးကန်းကအပြန်မှာတော့မာတာရဲ့မျက်နှာထားဟာချက်ချင်းပြောင်းလဲသွားပါတော့တယ်။ဘာလို့လဲဆိုတော့အခုအန်နာဝတ်ထားတဲ့ဝတ်စုံအတိုင်းစာရာဝတ်ထားတဲ့ဓာတ်ပုံကိုသူမြင်လိုက်ရလို့ပါပဲ။မာတာဟာအန်နာဝတ်ထားတဲ့ဝတ်စုံကိုသတိထားမိလိုက်တယ်လို့မပြန်ခင်လေးမှာကိုမဝင်နေတဲ့စာရာအခြေအနေကိုလည်းမြင်လိုက်ရတယ်။မာတာကနင့်ကြည့်ရတာသူ့မိမကိုအရန်ချစ်နေသေးတဲ့ယောက်ျားတစ်ယောက်စိတ်တိုင်းကြဖြစ်အောင်စူးစမ်းနေရတဲ့ပုံပဲလို့သတိပေးစကားဆိုခဲ့တယ်။ဒါပေမဲ့အချစ်စိတ်ဝင်နေတဲ့အန်နာကတော့ဒေါသထွက်ပြီးညီမပြစ်သူရဲ့စေတနာစကားကိုလိလူရှုလိုက်ပါတယ်။နောက်တနေ့အန်နာဟာဆာရနာမှာရှိနေတော့ရုတ်တရက်ပကြီးကားတစ်ချက်ကပြုတ်ကျသွားတယ်။ထူးဆန်းနာကပကြီးကားရဲ့နောက်ကျောဘက်မှာ2019ဆိုတဲ့ခုနှစ်ကိုရေးထိုးထားတာကိုတွေ့လိုက်ရတယ်။စူဇန်လိုစိတ်ပြင်းပြတဲ့အန်နာဟာအင်တာနက်မှာရှာဖွေကြည့်လိုက်တော့ဆာရာဟာတစ်ချိန်ကနာမည်ကြီးပကြီးဆရာမတစ်ယောက်ဖြစ်ပြီးသူ့ရဲ့နောက်ဆုံးပကြီးပြပွဲကို2018ခုနှစ်မှာလုပ်ခဲ့မှန်းသိလိုက်ရပါတယ်။အကြောင်းစုံကိုသိကျင်လာတဲ့အန်နာဟာတူနာပြုတ်နီးပါးစီကိုစာပို့ထားသလိုမန်နွဲလာနဲ့လည်းတွားရောက်တွေ့ဆုံပြီးဆာရာကြောင့်ကိုမေးမြန်းခဲ့တယ်။မန်နွဲလာပြောပြတာကတော့လက်ထက်ခါစားတုန်းကဆာရာနဲ့အော်ဂတ်စတင်တို့ဟာအရန်ပျော်ရွှင်ခဲ့ကြပြီးမှ2018ရောက်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့တယ်။ဆာရာရဲ့ပြုမှုတွေဟာရက်ဆက်ကြမ်းကြုတ်လာပြီးအော်ဂတ်စတင်ခင်ဗျာမှလည်းအသေးကွဲပြီးလူတော့မတိုးတော့တဲ့အထိဖြစ်ခဲ့ရတယ်။မန်နွဲလာကတခါတလေဆာရာတည်သွားရင်ကောင်းမှာပဲလူတော်ဆူတောင်းမိတယ်လို့ရင်ပွင့်လာပါတယ်။ဒါတွေကိုကြားတော့အန်နာတယောက်အော်ဂတ်စတင်ပေါ်ကိုပို့ပြီးတော့တနာကရုဏာတက်သွားမိတယ်။အဲဒီညညစာစားနေရင်အန်နာဟာရုတ်တရက်မူလဲသွားခဲ့တယ်။ပြန်သတိရလာတဲ့အခါမှာတော့အော်ဂတ်စတင်ကအန်နာမှာကိုဝင်ရှိနေပြီဆိုတဲ့သတင်းကောင်းကိုဝမ်းသာအားရပြောပြလာပါတယ်။အန်နာဟာဝမ်းသာပေမဲ့တစ်ဖက်မှာလည်းဆာရာကသူ့ကလေးကိုဒုက္ခပေးမှာကိုကြောက်နေခဲ့တယ်။ဒါကြောင့်သူဟာညီမအိမ်မှာတွားနေဖို့တိုင်ပင်ပေမဲ့အော်ဂတ်စတင်ကလက်မခံပါဘူး။အဲဒီစာသူတို့ဘဝအသစ်ကိုစဖို့အတွက်ဆာရာကိုဂေဟာတစ်ခုစီကိုရွှေ့ပြောင်းပေးမယ်လို့ကတိပေးခဲ့တယ်။တကယ်လဲအန်နာစေးရုံဆင်းလာတဲ့အခါမှာတော့ဆာရာရဲ့အခန်းဟာဗလာဟင်းနှင်းဖြစ်နေပါပြီ။အော်ဂတ်စတင်ကဆာရာကိုရွှေ့လိုက်ပြီလေ။တခဏတော့အရာအလုံးဟာအေးချမ်းသွားလို့ပါပဲ။အန်နာလည်းစိတ်သက်သာရသွားပြီးမမွေးဖွားလာသေးတဲ့ရင်သွေးလေးအတွက်ရင်ကုန်စိတ်လှုပ်ရှားနေပါတော့တယ်။တညမှာတော့အော်ဂတ်စတင်ဟာအလုတ်ယုံထဲမှာညစ်နေတဲ့ထိအလုတ်လုံနေတာကိုအန်နာမြင်လိုက်ရတယ်။အဲဒီအချိန်မှာအန်နာတယောက်ရုတ်တရက်ထပ်ပြီးသတိလွတ်သွားပြန်ပါတယ်။ပြန်သတိရလာတဲ့အချိန်မှာတော့သူဟာထက်ခိုးပေါ်ကဗရင်းပေါက်မှာရောက်နေပြီးအောက်ပြန်ဆင်းဖို့ကိုမနှဲစူးစမ်းလိုက်ရလို့အတော်လေးလန့်ဖြတ်သွားခဲ့တယ်။အန်နာဟာစိတ်ငြိမ်အောင်စေးတောက်ဖို့ကြိုးစားပေမဲ့ချက်ချင်းဆိုသလိုအိမ်ပြင်ကိုရောက်သွားပြန်တယ်။အဲဒီကတစ်ပင်နာကတစ်တာလေးတစ်လုံးကိုသတိထားမိလို့ဖွင့်ကြည့်လိုက်တဲ့အခါဆာရာဖွက်ထားတဲ့ဖုန်းတစ်လုံးကိုတွေ့လိုက်ရတယ်။ဖုန်းထဲမှာတော့ဆာရာအမေစီကအော်ဂတ်စတင်ကသမီးကိုဒုက္ခပေးမှအမေစိုးရိမ်နေဆိုတဲ့သတိပေးစာကိုတွေ့လိုက်ရပါတယ်။ဒါဟာဆာရာကအန်နာကိုတခုခုပြောချင်နေပုံရပါတယ်။နောက်တစ်နေ့မှာအန်နာဟာဆာရာအမေဆိုဖီယာစီကိုတွားပြီးဖုန်းထဲကစာတွေအကြောင်းမေးမြန်းခဲ့တယ်။ဆိုဖီယာပြောပြတာကဒီစာတွေဟာဆာရာကလေးပြက်ကြခဲ့တဲ့နေ့ကပို့ခဲ့တာပါတဲ့အန်နာကဆာရာဟာပရင်မောက်ကနေခုံချခဲ့တဲ့အကြောင်းပြောပြတဲ့အခါမှာဆိုဖီယာကလုံးဝလက်မခံပါဘူးငါသမီးကသူ့အသက်တက်တောင်ကလေးကိုပိုးချစ်တာအဲ့လိုဘယ်တော့မှလုံးမမဟုတ်ဘူးလို့အခိုင်အမာညင်းဆိုပါတယ်ပြီးတော့ဆာရာဟာမွေးလာမဲ့ကလေးကိုသူ့နာမည်ပေးဖို့တောင်ရည်ရွယ်ထားခဲ့တာလို့ဆိုဖီယာကပြောပြခဲ့တယ်တကယ်တမ်းဘာဖြစ်ခဲ့တာလဲလို့အန်နာအတင်းမေးတော့မှဆိုဖီယာကလျှို့ဝှက်ချက်ကိုဖွင့်ချလိုက်ပါတယ်တကယ်တော့ကလေးပြတ်ကြပြီးတဲ့နောက်အော်ဂတ်စတင်ကဆာရာကိုတခုခုလုပ်ခဲ့ပုံပါပဲဆာရာကရဲတိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာအမှုကိုပြန်လဲရုပ်သိမ်းပြီးသူ့အမေနဲ့လည်းအဆက်အသွယ်ဖြတ်သွားခဲ့တာပါဒီစကားတွေပြောနေတော့မှအော်ဂတ်စတင်ရောက်လာပြီးအန်နာကဆိုဖီယာနဲ့တွေ့လို့ဆိုပြီးဒေါသတကြီးဖြစ်နေပါတယ်ကလေးပြတ်ကြတဲ့ကိစ္စကိုမေးလိုက်တော့အော်ဂတ်စတင်ကမတော်တဆဖြစ်ခဲ့တာပါလို့ပြောပြီးအန်နာကသူ့ကိုအပြစ်တင်မုန်းသွားမှာကိုကြောက်လို့ဖုံးကွယ်ထားခဲ့တာပါလို့စင်ကြေပေးခဲ့တယ်အန်နာဟာအော်ဂတ်စတင်ကိုယုံကြည်ပေမဲ့စိတ်ထဲမှာတော့ဇဝေဇဝါဖြစ်နေတော့မှာပဲအိမ်ရောက်တော့သူနာပြူဟောင်းနီဘတ်စီကဖုံးဝင်လာတယ်အော်ဂတ်စတင်ကဒီရက်ပိုင်းအန်နာကိုမျက်ခြေမပြတ်စောင့်ကြည့်နေတာမို့အန်နာဟာတခြားအခန်းထဲမှာခိုးဝင်ပြီးဖုံးပြောလိုက်ရတယ်အဲ့ဒီမှာနီဘတ်ကထိတ်လန့်စရာအမှန်တရားတစ်ခုကိုဖွင့်ပြောပါတယ်အဲ့ဒါကတော့သူ့ကိုအလုတ်ထုတ်လိုက်တာစာရာမဟုတ်ပဲအော်ဂတ်စတင်ကိုယ်တိုင်ဖြစ်နေတာပါပဲပြီးတော့နီဘတ်ကိုယ်တိုင်လည်းစာရနာမနေတော့ကအခုအန်နာကြုံတွေ့ရတယ်လို့ထူးဆန်းတဲ့အဖြစ်အပျက်တွေကိုကြုံခဲ့ရပါတယ်တဲ့ဒီတော့မှအန်နာဟာသဘောပေါက်သွားတယ်စာရာဟာသူ့ကိုဒုက္ခပေးဖို့ကြိုးစားနေတာမဟုတ်ပဲအန်နီယေကိုသတိပေးဖို့ကြိုးစားနေတာပါငင်ကနီဘတ်အလုတ်ဖြုတ်မခံရခင်တုန်းကလည်းစာရာကတခုခုပြောပြဖို့ကြိုးစားခဲ့ပါတယ်တဲ့ဒါကြောင့်နီဘတ်ကအ
အန်နာကိုမကြောက်ဖို့နဲ့ပြသနေတဲ့နမိတ်တွေကိုတေချာကြိုးစိုက်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။အမှန်တရားကိုသိကျင်စိတ်ပြင်းပြနေတဲ့အန်နာဟာစာရပကြီးကားဟောင်းနေတင်ထားတဲ့ထက်ခိုးအမိုးပေါ်ကိုတက်သွားခဲ့တယ်။ပြီးတော့စုတ်တန်တစ်ချောင်းကိုကိုင်မျက်လုံးတွေကိုမှိတ်ပြီးစာရာနဲ့အာယုံချင်းဆက်သွယ်ဖို့ကြိုးစားလိုက်ပါတယ်။တကယ်လို့စာရာကစကားပြောချင်တယ်ဆိုရင်သူ့ရဲ့အမှုပညာကနေတဆင့်ပြောပြနိုင်မှာပဲလို့တွေးမိတာကြောင့်ပါ။အန်နာဟာမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့ပတ်တူစာပေါ်မှာပုံရိပ်တစ်ခုကပေါ်လာခဲ့ပါပြီ။အဲ့ဒါကတော့ယောက်ျားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကိုအမြင့်ကနေတွန်းချနေတဲ့ပုံပါပဲ။ဒီပုံကိုမြင်တော့မှအန်နာတစ်ယောက်အမှန်တရားကိုထိတ်လန့်စွာသဘောပေါက်သွားပါတယ်။စာရာကိုဒီလိုအခြေအနေရအောင်လုပ်ခဲ့သူကဩဂတ်စတင်းပါပဲ။သူတွန်းချလိုက်လို့စာရာဟာကိုမှဝင်သွားခဲ့တာပါ။ထိတ်လန့်တုန်လှုပ်သွားတဲ့အန်နာဟာဘာလို့ရမှန်းမသိဖြစ်နေတော့ဩဂတ်စတင်းဘယ်တော့မှပေးမဝင်နဲ့တောက်ခတ်ထားတဲ့အလုတ်ခန်းကိုသတိထားမိလိုက်တယ်။စူးစမ်းကျင်စိမ့်နဲ့လှေကားထောင်ပြီးမှန်ကာထားတဲ့အမိုးပေါက်ပေါ်ကနေချောင်းကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အန်နာရဲ့သွေးတွေအေးခဲသွားပါတော့တယ်။အခန်းထဲမှာစာရာရှိနေပြီးဩဂတ်စတင်းကမလှုပ်ရှားနိုင်တဲ့စာရာကိုလူမဆန်စွာပြုကျင့်နေတာကိုတွေ့လိုက်ရလို့ပါပဲ။ကြောက်လန့်တကြားဖြစ်သွားတဲ့အန်နာဟာဩဂတ်စတင်းရဲ့ကားကိုယူပြီးအဝေးကိုထွက်ပြေးမောင်းနှင်လာခဲ့တယ်။စိတ်ဓာတ်တွေကြပြီးကြောက်ရွံ့နေပေမဲ့စာရာတယောက်ဒုက္ခရောက်နေတာကိုပြန်သတိရသွားပြီးတတိပြန်မွေးပြီးစာရာကိုကယ်ဖို့အတွက်ကားကိုပြန်လှည့်ပြီးမောင်းလာခဲ့ပါတယ်။အန်နာပြန်ရောက်လာတော့အလုတ်ခန်းထဲမှာဩဂတ်စတင်းရှိမနေပါဘူး။အန်နာဟာအလုတ်ခန်းထဲကစာရာကိုဝင်ကယ်ဖို့ကြိုးစားတဲ့အခါမှာထူးဆန်းစွာနဲ့စာရာကအန်နာကိုကားစီပြန်ရောက်သွားအောင်တွန်းပို့လိုက်ပါတယ်။ဒါဟာအန်နာကိုထွက်ပြေးဖို့နဲ့ဗိုက်ထဲကကလေးလေးကိုကယ်တင်ဖို့အချက်ပြသလိုပါပဲ။ဒါပေမဲ့အန်နာထွက်မပြေးနိုင်ခင်မှာပဲဩဂတ်စတင်းကသူ့ကိုတွေ့သွားပါတယ်။ရှင်စာရာကိုဘလို့လုပ်ခဲ့ရဆိုတာကျမအကုန်သိသွားပြီ။ကျမကလေးဒုက္ခရောက်လိမ့်မယ်။ကျေးဇူးပြုပြီးကျမကိုလွှတ်ပေးပါလို့အသနာခံတောင်းပန်လိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတော့ဩဂတ်စတင်းတယောက်ဒေါသတွေပေါက်ကွဲပြီးထိမ့်မနိုင်သိမ့်မရဖြစ်သွားတယ်။အန်နာလည်းကားထဲကိုအပြေးဝင်ပုံးပြီးကားမောင်းပြေးမယ်ကြံပေမဲ့တော့ကဩဂတ်စတင်းစီမှာရောက်နေတယ်။ကားမောင်းပြေးလို့မရတော့ကားထဲကပပူးထုတဲ့ကရိယာတစ်ခုကိုအသင့်ပြင်ထားလိုက်တယ်။ဩဂတ်စတင်းကအန်နာကိုကားထဲကအတင်းဆွဲထုတ်လိုက်တဲ့အခါမှာအန်နာကအသင့်ကင်ထားတဲ့ကရိယာနဲ့ဩဂတ်စတင်းရဲ့ခြေထောက်ကိုထိုးချပြီးစာရခန့်ထဲကိုပြေးဝင်ပြီးတကားလောချပုံးနေပါတော့တယ်။အားကိုးရမဲ့နေတဲ့အန်နာဟာနောက်ဆုံးမျှော်လင့်ချက်အနေနဲ့စာရကိုကဲပါယူပါလို့တောင်းပန်ခဲ့တယ်။အဲ့ဒီချိန်မှာပဲသူ့ခန္ဓာကိုယ်ထဲမှာထူးဆန်းတဲ့စွမ်းအင်တစ်မျိုးစီးဝင်နိုးထလာသလိုခံစားလိုက်ရတယ်။ဩဂတ်စတင်းကတကားကိုရိုက်ချိုးပြီးဝင်လာတဲ့အခါမှာတော့အန်နာကိုယ်ထဲမှာစာရာဝိညာဉ်ဝင်ရောက်စီးနှင်းထားသလိုမြင်လိုက်ရလို့မင်းသက်သွားခဲ့တယ်။သူ့ရဲ့မကောင်းမှုတွေအတွက်အပြစ်မကင်းတဲ့စိတ်ဝင်သွားပြီးခွင့်လွှတ်ဖို့ဒူးထောက်တောင်းပန်ပါတယ်။ဒါပေမဲ့စာရာဟာခွင့်မလွှတ်ခဲ့ပါဘူး။အန်နာခန္ဓာကိုယ်ကိုအသုံးပြုပြီးလေးလံတဲ့ဗပုရုပ်ထုတစ်ခုနဲ့ဩဂတ်စတင်းရဲ့ခေါင်းကိုရိုက်ချလိုက်ရကနေဩဂတ်စတင်းရဲ့အဆုံးသတ်သွားခဲ့ပါတော့တယ်။အန်နာဟာစာရာကိုနှုတ်ဆက်ပြီးဩဂတ်စတင်းသေဆုံးသွားတဲ့ဒီအိမ်ကြီးကနေစွန့်ခွာသွားခဲ့တယ်။9 လလောက်ကြာမှတော့အန်နာဟာသမီးမိန်းကလေးတောက်ကိုမွေးဖွားလာခဲ့ပါတယ်။သူနာပြုဆရာမလေးကကလေးနာမည်ကိုမေးတဲ့အခါအန်နာကပြုံးရင်းနဲ့ဆိုဖီယာစာရမေရဲ့နာမည်တိုင်းပဲလို့ပြန်ဖြေလိုက်တယ်။ဒီနေရာမှာပဲဇာတ်လမ်းလေးကပြီးဆုံးသွားခဲ့ပါပြီ။ The Sleeping Woman လို့အမည်ရတဲ့ဒီဇာတ်လမ်းလေးကလူတွေဟာတည်ငြိမ်ရိုးသားတဲ့မျက်နှာဖုံးနောက်ွယ်မှာသူတို့ရဲ့စိတ်ရင်းအမှန်ကိုဘယ်လိုဖုံးကွယ်ထားတတ်ကြသလဲဆိုတာကိုမိမောင်းထုတ်ပြထားပါတယ်။ဩဂတ်စတင်းဆိုရင်အပြင်ပန်းကြည့်ရင်ကျင်နာတတ်တဲ့သူတယောက်လိုထင်ရပေမဲ့တကယ်တမ်းကျတော့စိတ်ဖောက်ပြန်ပြီးအစွဲလန်းကြီးလွန်းတဲ့ယာကားကြီးလွန်းတဲ့လူတယောက်ဖြစ်နေခဲ့ပါတယ်။စာရာကိုမာဝင်နေတာတောင်မှအလွတ်မပေးနိုင်ပဲသူ့ရဲ့ကမ္မဆန္ဒတွေအတွက်အသုံးချဖို့လှောင်ပိတ်ထားခဲ့သလိုအန်နာကလည်းဘာမှမသိပဲဒီဇလန်ထဲကိုရှောက်လန်းမိတော့မလို့ဖြစ်ခဲ့ရတာပါ။ဒီကားရဲ့နောက်ထပ် message တစ်ခုကတော့အမှန်တရားကိုဖုံးကွယ်ထားလို့မရဘူးဆိုတာပါပဲ။အချိန်ကြာရင်ကြာမယ်တနေ့တော့ပေါ်လာမှာပါပဲ။ဒီဇလန်လေးဟာတဘာဝလွန်တရေချောက်တာတွေတဲ့လူသားတွေရဲ့စိတ်တဘာဝကိုပိုပြီးပေါ်လွင်အောင်ဦးစားပေးထားတာဖြစ်ပါတယ်။ဆွဲလန်းကြည့်ခြင်းအပြည့်စီစိတ်နဲ့လူစိတ်ပြောင်းခြင်းတွေဟာတရေတစီတွေတောင်လူတွေကိုပိုပြီးဒုက္ခပေးနိုင်တယ်ဖျက်ဆီးနိုင်တယ်ဆိုတာပါပဲ။ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ။နောက်ကိုလည်းဒီလိုကြည့်လို့ကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်သွားအောင်မှာမို့မူဝီးပိုင်ချီချီ channel လေးကို like and subscribe လေးလုပ်ခဲ့ကြပါအောင်နော်။ See you